ပုံစံတော့ညီမချင်းနှစ်ကြောင်းလို့ဗျိုင်နဲ့ပြေလည်စေတဲ့အဖြေမရှိကြောင်းသက်သေပြခိုင်းတယ်အဲ့တော့ဒီညီမချင်းနှစ်ကြောင်းကိုပြန်ရေးပြီးတော့ဒီညီမချင်းနှစ်ကြောင်းကိုဆွဲဖို့လို့အတွက်တော့အမှတ်2မှတ်စီမှတ်မယ်အဲ့တော့ပရမညီမချင်းမှာ h ရဲ့တန်ဖိုးကို -4 လို့ယူလိုက်ရင် -4 ရဲ့ပေါင်းတဲ့အတွက် y တန်ဖိုး0ဖြစ်သွားတယ်ဒါကြောင့်မို့ h - 4ဖြစ်တဲ့အခါမှာ y 0ဖြစ်တယ်ပေါ့အဲ့လိုပဲ h တန်ဖိုးကို0လို့ယူလိုက်လို့ရှိရင်0ရဲ့4ရဲ့ပေါင်းရင် y တန်ဖိုး4ရတယ်ဒါကြောင့်မို့ h တန်ဖိုး0ဖြစ်တဲ့အခါမှာ y တန်ဖိုးဒီ4ဖြစ်တယ်ပေါ့အဲ့လိုပဲဒုတိယညီမချင်းကိုဆွဲဖို့လို့အတွက်တော့အမှတ်2မှရှာမယ်h အတန်ဖိုးကို6လို့ယူလိုက်လို့ရှိရင်6တဲက2နှုတ်ရင်4ကျန်တယ်ဒါကြောင့်မို့လို့ h တန်ဖိုး6ဖြစ်တဲ့အခါ y တန်ဖိုးဒီ4ဖြစ်သွားတယ်တော့အဲ့လိုပဲ h တန်ဖိုးကို2ယူလိုက်တဲ့အခါမှာ2ရဲ့2နှုတ်တော့နောက် y တန်ဖိုးဒီ0ဖြစ်သွားတယ်ဒါကြောင့်မလို့ h2 ဖြစ်တဲ့အခါမှာ y တန်ဖိုးဒီ0ဖြစ်သွားတယ်ပေါ့အဲ့တော့ညီမချင်းတစ်ကြောင်းအတွက်အမှတ်2မှတ်စီရလာတဲ့အခါကျတော့နော်graph ဆွဲဖို့လို့အတွက် coordinate ပြင်ကြီးတည်ဆောက်မယ် h ဝင်ရိုးနဲ့ y ဝင်ရိုးတို့သည်နော်မူလမှတ်မှာထောင်မှကြားကြအဲ့တော့အမှတ်2ခုကိုမှတ်မယ်ပထမညီမချင်းအတွက် -4,0 h ဝင်ရိုး -4 နဲ့တက်တယ် y ဝင်ရိုး0နဲ့တက်တယ်ဒီမှတ်ဒီ -4,0 ဖြစ်တယ်အဲ့လိုပဲဒုတိယမှတ် 0,4နော်ဒါဒီ 0,4 ဖြစ်ပြီးဒီမှတ်နှစ်ခုကိုဆက်လိုက်တဲ့အခါမှာပထမညီမချင်းဖြစ်တဲ့ y = h + 4ရဲ့ graph ရတယ်နောက်ဒုတိယညီမချင်းကိုဆွဲဖို့လို့အတွက်အမှတ်2မှတ်မှတ်မယ်6,4 a ဝင်ရိုး6နဲ့ထောက်မှတ်ကြမယ် y ဝင်ရိုး4နဲ့ထောက်မှတ်ကြမယ်ဒါဒီ6,4ဖြစ်တယ်နောက်က2,0 a ဝင်ရိုး2နဲ့ထောက်မှတ်ကြမယ် y ဝင်ရိုး0နဲ့ထောက်မှတ်ကြမယ်ဆိုတော့နောက် a ဝင်ရိုး2အမှတ်မှာပဲဖြစ်တယ်ပေါ့ဒါဒီ2,0 ဖြစ်တယ်ဒီမှတ်နှစ်ခုကိုဆက်လိုက်တဲ့အခါမှာဒါဒီ y = h - 2ရဲ့ graph ဖြစ်တယ်အဲ့တော့ graph ဆွဲပြင်းဖြစ်နော်အဖြေမရှိကြောင်းသက်သေပြဖို့ဆိုရင်အမှတ်တွေကိုဖြစ်တယ်လို့ယူလို့မရဘူးပထမညီမချင်းကိုဖော်ပြတဲ့ graph ပေါ်မှာရှိတဲ့အမှတ်2မှတ်ဒီဒုတိယညီမချင်းကိုဖော်ပြတဲ့ graph ပေါ်မှာရှိတဲ့အမှတ်2မှတ်နဲ့ရေးပြင်းကြီးအတိုင်းရှိဖို့လိုတယ်တော့အဲ့တော့မှ graph ဆွဲခြင်းဖြစ်သက်သေပြလို့ရနိုင်မှာဖြစ်တယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့အမှတ်တွေကိုနော်အမှတ်တွေကိုနော်ညီမချင်းကိုပြေလည်စေတဲ့ပြေလည်စေအောင်လောက်အမှတ်ကိုယူပြီးတော့သက်သေပြမယ်ဆိုရင်တော့မြင်းနှကြောင်းတော့ဆွဲလို့ရမယ်ဒါပေမဲ့ဒီမြင်းနှကြောင်းဒီဘယ်နားမှာသွားပြီးဖြတ်ကြမယ်ဆိုတာเนาะအတိအကျပြောလို့မရနိုင်တော့ဘူးเนาะဒါကြောင့်မို့လို့เนาะဒီအမှတ်နှစ်ခုကိုเนาะဒီမှာဆိုရင်အပေါ်မှာ04နဲ့เนาะ64ကိုเนาะရေးပြင်းညီတိုင်းမဆွဲခဲ့ရင်သူတို့ရဲ့ရှော့ဆောက်တန်ဖိုးကိုရှာပြီးတော့မှသက်သေပြလို့ရမှာဖြစ်တယ်အဲ့တော့ဒီမှာအမှတ်၄မှတ်ကို ABCD လို့နာမည်ပေးလိုက်မယ် AB နဲ့ DC နဲ့ဆက်လိုက်ရင်ဒါဒီစတုကန် ABCD ဖြစ်သွားတယ်အဲ့ခါကျ AB လျားကိုကြည့်တော့ AB လျားကဒီပေါ်မှာတော့ရေတွက်ရင်6 unit ရှိတယ်အဲ့တော့ AB လျားကိုရှာရင်တော့ B ရဲ့ h coordinate နှစ်တဲက y ရဲ့ h coordinate -4ကိုနှုတ်မယ်ဒါကြောင့်မို့ AB ရဲ့လျားသည်2 - -4 ဖြစ်တဲ့အတွက်2 + 4ဖြစ်လို့6 unit ဖြစ်သွားတယ်အဲ့လိုပဲ DC လျားကိုရှာမယ်ဆိုတော့ဒီပေါ်မှာကြည့်ပြီးတော့ပြောရင်6 unit ရှိတယ်အဲ့တော့ C ရဲ့ h coordinate 6တဲက D ရဲ့ h coordinate 0ကိုနှုတ်လိုက်တဲ့အခါကျတော့သူလည်း6 unit ပဲဖြစ်တယ်ဒါကြောင့်မို့ AB နဲ့နော် CD ဒီတူညီတယ်ပေါ့နောက်တစ်ခါ AB နဲ့ CD ကဒီရေညီမြင်းပေါ်မှာဆွဲထားတာဖြစ်တဲ့အတွက် AB နဲ့ CD ကပြိုင်တယ်နော်အဲ့တော့ AB နဲ့ CD ကညီတယ်ပြိုင်တယ်ဖြစ်တဲ့အတွက်ကြောင့် ABCD ဒီနှစ်ပြိုင်စတုဂံတစ်ခုဖြစ်သွားတယ်ဒါကြောင့်မလို့ထို့ကြောင့် ABCD ဒီနှစ်ပြိုင်စတုဂံတစ်ခုဖြစ်သည်ပေါ့အဲ့တော့နှစ်ပြိုင်စတုဂံတစ်ခုဖြစ်သွားတဲ့အခါမှာကျန်တဲ့အနာဖြစ်တဲ့ AD နဲ့ BC နဲ့ပြိုင်သွားတယ်ဂရက်မြင်းနှစ်ခုပြိုင်သွားတယ်ပေါ့အဲ့တော့ AD နဲ့ BC
ဒီပြိုင်သွားတဲ့အတွက်ကြောင့်မလို့ AD နဲ့ BC ကဖြတ်မှတ်မရှိတဲ့အတွက်ကြောင့်မို့လို့ပေးထားတဲ့ညီမချင်းနှစ်ကြောင်းတို့ကိုပြည်လည်စေတဲ့အဖြစ်မရှိဘူးပေါ့ဒါကဂရဆွဲခြင်းဖြစ်တပြိုင်တည်းအဖြစ်မရှိကြောင်းတက်တည်ပြခြင်းဖြစ်တယ်အဲ့တော့အမှတ်တွေကိုရေပြင်းညီတိုင်းเนาะရေမောင်တန်းပြီးချနိုင်အောင်ယူရမှာဖြစ်တယ်